ကျွန်တော်ဒီနေ့မှာဆိုရင်တော့ဒီလိုမျိုး pyramid ပုံစံ 3D scenes လေးကို After Effects ထဲမှာ step by step ဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီ scenes လေးကို connect ကိုက်ညီတဲ့ content ပုံစံမျိုးလေးတွေမှာကိုယ့်ရဲ့ project လေးတွေမှာယူသုံးနိုင်ပါတယ်ပေါ့နော်။ကျွန်တော်ဒီ YouTube video တော်တော်များများမှာဆိုရင်လည်းဒီပုံစံလေးနဲ့ကိုယ့်ရဲ့ content တွေကိုဖော်ပြတာတွေ့ရပါလိမ့်မယ်။ Okay အဲ့တော့ကျွန်တော်ဒီကောင်လေးဖန်တီးဖို့အတွက် After Effects ထဲကိုတွားလိုက်မယ်။ပြီးတော့ကျွန်တော်ဒီမှာ reference အနေနဲ့ 3D ကန်လေးတစ်ခုဆွဲလိုက်ပါမယ်။အဲ့တော့ကျွန်တော်ဒီ polygon tool လေးနဲ့တစ်ချက်ဆွဲလိုက်မယ်အဲ့တော့ 3D ကန်လေးပေါ့နော်ဒါတွေကတော့ reference အနေနဲ့ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မို့သိပြီးတိကျစရာမလိုပါဘူးပြီးတော့ကျွန်တော်ဒီကောင်ကိုအစိပ်အပိုင်းလေးတွေပိုင်းလိုက်မယ်အဲ့တော့ပို့ပြီးတော့မှဒီကြဖို့အတွက်ကျွန်တော်ဒီမှာ grid လေးဖွင့်လိုက်ပါမယ်ဒါဆိုရင်ပိုင်းရပိုလေ right ပေါ့နော်အဲ့ကျွန်တော်ဒီနေရာမှာဒီအစိပ်ပိုင်းတစ်ခုချင်းစီကို layer တစ်ခုစီပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ shape layer တစ်ခုထဲမှာအစိပ်ပိုင်းနေမရောက်ဖို့အရေးကြီးပါတယ်ပေါ့နော်โอเคကျွန်တော်တို့ pen tool လေးနဲ့ပထမဆုံး top layer လေးကိုဆွဲလိုက်မယ်ပြီးတော့ရင်နောက်ထပ် layer တစ်ခုမှာဒုတိယအစိပ်ပိုင်းတစ်ခုဆွဲလိုက်မယ်โอเคကျွန်တော်အောက်ဆွဲကောင်ပေးကြည့်မယ်โอเคဒါလောက်ဆိုရင်ညီညာဖြစ်တာပါပြီအစင်မပြေဘူးဆိုရင်လည်းဒါကျွန်တော်တို့ပြန်ဆွဲလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် layer တစ်ခုစီလိုက်အစိပ်ပိုင်းတစ်ခုဖြစ်သွားပြီကျွန်တော်ဒီအောက်ဆွဲကောင်ဖြတ်လိုက်တော့မယ်ကျွန်တော်ဒီကောင်လေးတွေကိုပို့ပြီးမှတ်ရလွယ်အောင်နာမည်ပေးလိုက်ပါမယ် credit ပြန်ပေးလိုက်မယ်။ပြီးတော့ကျွန်တော်ဒီမှာအယောင်လေးတွေပြောင်းလို့ရရပါတော့။ကျွန်တော်ဒီကောင်လေးကတိတ်မညီသေးဘူးပြန်ပြင်လာအောင်မယ်။ Okay ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပြီ။ကျွန်တော်ဒီနေရာမှာ 3D ကန်ရဲ့အယောင်လေးတွေလည်းပြောင်းလို့ရတယ်။ကျွန်တော်ဒီကောင်ကို gray အယောင်လေးထားလိုက်မယ်။ဒီအလဲကကောင်ကကြတော့ဒီလောက်ပဲပေါ့နော်။အပေါ်စွာကောင်ကိုအဖြူဆုံးထားလိုက်မယ်။ Okay ပြီးတော့ရင်ကျွန်တော်တို့ sense နဲ့ကိုက်ညီမဲ့စာတာလေးရေးလိုက်မယ်။အဲဒီမှာဆိုရင်တော့နမူနာအနေနဲ့ level 1 level 2 level 3ဆိုရင်မှပဲ layer တစ်ခုစီလိုက်ရေးလိုက်ပါမယ်။အဲ့တော့ test အရောင်ကကျွန်တော်တို့အနည်းအောင်ဖြစ်ဖို့လိုတယ်။အဖြူပေါ်မှာရေးလို့ပေါ့နော်။ကောင်းကြတော့ level 3အဲနောက်ထပ် test layer မှာ level 2 level 1ပေါ့နော်။အဲ့တော့ layer တစ်ခုချင်းစီရေးရတဲ့အကြောင်းရင်းကကျွန်တော်ဒီ shape layer နဲ့ parent လုံးမှာဖြစ်လို့ပေါ့နော်။ကောင်းလေးကိုကျွန်တော်တို့ center ထားလိုက်မယ် Okay ကျွန်တော်ဒီနှစ်ခုကို selection တစ်ခုချင်းစီပေးပြီးတော့မှ center တစ်ခုစီထားလိုက်ပါမယ် Okay ဒါလို့ဆိုရင်တော့အားလုံးအဆင်ပြေသွားပြီကျွန်တော်တို့ဒီ task လေးတွေကို animation ပေးပါမယ်အဲ့တော့ကျွန်တော်ဒီ effect ထဲမှာ animate in area မှာ fade character ဆိုတဲ့ကောင်လေးပေးလိုက်ပါမယ်ကိုစင်ပြရထားလို့ရရပါတော့ကျွန်တော်တို့ဒီကောင်လေးကြိုက်လာဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးပဲပေးလိုက်မယ်โอเคဒီပုံစံလေးပေါ့နော်ကျွန်တော်ဒီကောင်လေးကိုအစင်လိုက်လေး animation ပေးလိုက်မယ်ဒီပုံစံလေးဆိုရင်အဆင်ပြေသွားပါပြီကျွန်တော်တို့ဒီ text layer တွေအကုန်လုံးကိုသူနဲ့တက်ဆိုင်တဲ့ 3D ကန်အစိပ်အပိုင်းတွေမှာ parent ပေးလိုက်ပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ shape layer တွေကို 3D sense နဲ့မှာ animation ပေးတဲ့အခါမှာကျွန်တော်ဒီ text layer တွေကပါလိုက်ပြီးတော့မှကပ်ပါလာအောင်ဖြစ်တယ်ပေါ့နော်အဲ့တော့သူနဲ့တက်ဆိုင်တဲ့ level align parent ပေးလိုက်ပါမယ် level 3ကအပေါ်ဆုံးအကောင်နဲ့ parent level 2ကကျတော့ middle ကောင်နဲ့ပေါ့နော် level 1ကကျတော့အောက်ဆုံးအကောင်နဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ shape layer တစ်ခုကိုရွှေ့ပြမယ် text layer ပါလာပါလိမ့်မယ်အဲ့ဒီပုံစံလေးပေါ့နော် Okay ကျုပ်ဒီနေရာမှာ keyframe လေးတွေကနည်းနည်းနောက်ကျနေတယ်မြန်လိုက်ပါမယ်ဒီကောင်လေးကို easy ease ထားလိုက်မယ်။ဒါလောက်ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေသွားပါပြီ။အဲ့တော့နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်ဒီ layer တွေအကုန်လုံးကို 3D sense နဲ့ပို့လိုက်ပါမယ်။အဲ့တော့အကုန်လုံး selection ပေးပြီးတော့မှ 3D တွေထည့်လိုက်မယ်။ပြီးတော့ရင်ကျွန်တော်တို့ဒီမှာဒီဘက်ဘေးလေးကို custom view လေးထားလိုက်မယ်။ကျွန်တော်ဒီဘက်မှာဆိုရင်တော့ active camera view ပေါ့နော်။ကျွန်တော်ဒီ classic 3D နေရာမှာ advanced 3D ထားပေးဖို့လိုပါတယ်။ဒါမှတော့ကျွန်တော်ဒီ execution depth တွေထည့်လို့ရမှာဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီ shape layer တွေအကုန်လုံး selection ပေးလိုက်မယ်ပြီးတော့ရင် shape layer တစ်ခုတည်းဝင်လိုက်ပါ geometry option တွားမယ်ကျွန်တော်ဒီမှာ extrusion tab ကိုတင်လို့ရပါပြီ600လောက်ဆိုရင်အဆင်ပြေပြီပေါ့နော်ကျွန်တော်နောက်ဆုံးအနေနဲ့ကိုလိုချင်တဲ့ sense ပုံစံလေးထည့်ဖို့အတွက် camera ဖော်လိုက်မယ် new camera ကျွန်တော်ဒီမှာရှင်းပြနေတဲ့ပုံစံလေးကတော့အခြေခံနေစပြီးတော့မှတော့
ရှင်းပြပြီးတော့တာမဟုတ်တဲ့အတွက်ကြောင့်မို့အခုမှစပြီးလေ့လာမဲ့သူဆိုရင်တော့သိပြီးတော့မှနားလည်မှာမဟုတ်ပါဘူးပေါ့နော်တကယ်လို့ကျွန်တော်ဒီကောင်လေးလည်းနားလည်ခြင်းနဲ့ပြီးတော့ After Effects လေးကိုလည်း basic ကနေစပြီးတော့မှတီချာလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာ After Effects basic course လေးရှိပါတယ်ကျွန်တော်ရဲ့ဒီ page messenger လေးမှာအသေးစိတ်မြင်မြန်နိုင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးတော့ကျွန်တော်ဒီသင်တန်းကြော်ညာလေးဖြစ်ပါတယ်ကျွန်တော်ဒီ tutorial လေးကိုပြန်ပြီးတော့မှသွားကြရအောင်ကျွန်တော်ဒီ camera မှာဆိုရင် key frame ပေးလိုက်မယ်အဲ့တော့ camera option နဲ့ကကျွန်တော်ဒီ transform position နဲ့ point of interest ကို key frame ပေးလိုက်ပါမယ်ဒါနောက်ဆုံးလိုချင်တဲ့နေရာကျွန်တော်ဒီအစမှာဆိုရင်တော့ကျွန်တော်ဒီကောင်ကို camera open 2နဲ့ပေါ်တင်လိုက်ပါမယ် sorry okay ဒီလိုလေးပါနော်ကျွန်တော်ဒီမှာကြည့်မယ် okay ကျွန်တော်ဒီအပေါ်မှာရောက်နေတဲ့ချိန်မှာကျွန်တော်တို့ဒီကောင်ကိုဒီဘက်နဲ့လှည့်လိုက်လို့ရပါတယ်sorry ကျွန်တော်တို့အခုဒီမှာကျတော့ block တစ်ခုချင်းစီကို animation ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ camera ကိုခဏမိတ်ထားလိုက်အောင်မယ်ပြီးမှပေးမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ block တစ်ခုချင်းစီကိုတနည်းအားဖြင့်ကျွန်တော်ဒီကောင်ဒီ column selection ပေးပြီးတော့မှ position key frame ဖွင့်လိုက်ပါမယ်ကျွန်တော်ဒီ final လိုချင်တဲ့နေရာမှာတစ်ခုကျွန်တော်ဒီရှေ့ဆုံးမှာကျတော့ဒီကောင်ဒီ column ကိုအပေါ်ပို့လိုက်ပါမယ်ဒီလိုလေးပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့အောက်ဆုံးအကောင်အရင်ဆုံးဝင်မယ်ပြီးတော့ရင် media အကောင်ကိုနောက်မှဝင်မယ်ကျွန်တော်ဒီကောင်ဒီ column ကို easy ease လုပ်လိုက်မယ်ဒါဆိုရင်တော့ကျွန်တော် block တစ်ခုချင်းစီဝင်လာတဲ့ animation ပုံစံလေးဖြစ်သွားပါပြီကျွန်တော်ဒီ test animation တွေကိုလည်းနောက်ကိုပို့လိုက်မယ်ဒါမှတော့ကျွန်တော်ဒီ block ချပြီးတဲ့အခါမှာဒီစာသားလေးတွေပေါ်လာမှာဖြစ်တယ်ပေါ့နော်ဒီမှာတစ်ချက်ပြန်ကြည့်မယ် okay ဒီပုံစံလေးတွေဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဒီ camera လေးကို animation ပေးမယ်အဲ့တော့ transform point of interest နဲ့ position မှာပေးခဲ့မယ်ကျွန်တော်ဒီရှေ့ဆုံးမှာဆိုရင်တော့ကျွန်တော်ဒီကောင်ကိုဒီဘက်နည်းနည်းလှည့်လိုက်ပါမယ်sorry okay ဒါလေးဆိုရင်ကျွန်တော်တို့ animation ပေးတာအဆင်ပြေသွားပြီပေါ့နော်ကျွန်တော်ဒီမှာကြည့်လိုက်ပါကျွန်တော်ဒီနေရာမှာ task လေးတွေကဒီလိုမျိုးဖြစ်နေပါလိမ့်မယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနောက်က shape layer နဲ့တထက်ထဲတော့ကျနေလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီ task layer တွေရဲ့ z position ကိုရှေ့ကိုနည်းနည်းတင်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ okay minus တွားပြရမှာပေါ့နော် minus 9လောက်ဆိုရင်အကုန်လုံး minus 9လောက်ဆိုရင်ကျွန်တော်ဒီ shape layer တွေရှေ့ကိုရောက်တော့ပါလိမ့်မယ်ဒါဆိုရင်ပြပြတသားမြင်နိုင်ပြီနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီကောင်လေးတွေကို make up လေးလိမ့်ကြပါမယ်အဲ့တော့ adjustment လေးကပေါ်လိုက်မယ်အဲ့ကျွန်တော်တို့ဒီမှာ deep glow လေးထည့်လိုက်မယ်နောက်တစ်ခုကကျတော့ noise လေးထည့်လိုက်ပါမယ် noise ကို12ရာခိုင်နှုန်းလောက်ဆိုရင်အဆင်ပြေတယ် okay ပို့ပြီးလှသွားပြီပေါ့နော်နောက်ဆုံးကျွန်တော်တို့ frame shot တဲ့ effect လေးထည့်ခြင်း poster ရဲ့အတိုင်းပေါ့နော်12လောက်ဆိုရင်အဆင်ပြေပါပြီဒါဆိုရင်နောက်ဆုံး final result လေးရပါပြီဒါလေး render လုပ်တဲ့အချိန်ကျွန်တော်ပြန်ပြီးတော့မှနမူနာပြမယ် okay ဒီပုံစံလေးပေါ့နော်ကျွန်တော်ဒီ YouTube channel တွေ Facebook page တွေ TikTok account တွေမှာဆိုရင်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ sense လေးတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်နောက်တစ်ခြား tutorial လေးတွေကိုလည်းဖော်ပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ like တွေ follow လေး subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့ကျွန်တော်ဒီတခြား tutorial လေးတွေမှာအားလုံးလည်းပြန်ပြီးတော့မှတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်